ဒီမင်းကလေးကရုတ်တရက်ကိုဝင်ရှိမှတီးလိုက်ရပြီမယ်သူ့မိသားစုကတော့မုန်းတီးကြတာပေါ့သူလဲသူတို့ကိုချစ်ခင်စိတ်မရှိပါဘူးအဖေချစ်သူကအမေရှိလျက်နဲ့ဖောက်ပြန်ပြီးတခြားမိန်းမနဲ့ကလေးရခဲ့မှတီးလိုက်ရပြီးနောက်ပိုင်းမှာတော့ပိုဆိုးတယ်အိမ်ကနေထွက်လာပြီးနောက်ပိုင်းသူတယောက်တည်းတဲ့အမွှာကလေးမွေးခဲ့တယ်ကလေးတွေကိုတွေ့ခွင့်တောင်းတော့သူနာပြုစီယာမကမွေးရပါယောဂနဲ့ကလေးနှစ်ယောက်စလုံးဆုံးသွားပြီတယ်လေတကယ်တော့မကောင်းတဲ့မိန်းမတစ်ယောက်ကသူ့ကိုတွေ့ပြီးကလေးတွေကိုတခြားလူတစ်ယောက်စီရောင်းစားခဲ့တာ9နှစ်ကြာတဲ့အထိသူတယောက်တည်းပဲနေခဲ့ရတယ်အလို့မှာတော့သူ့မန်နေဂျာကအမြဲတမ်းလိုလိုဆက်နှောင်နှောင်ရှင်းနေတယ်အချင်းကြီးကအရန်ဆိုးလာတော့သူလက်ထပ်ထားပြီးလို့လိန်ပြောခဲ့ပေမဲ့မန်နေဂျာကမယုံခဲ့ဘူးဘာလို့ရမှမသိဖြစ်ပြီးလမ်းပေါ်ရှောက်ပြီးအပြေရှာနေတော့မှာပေါ့အဲ့ဒီအခါမှာအနက်ရောင်ဝတ်ထားတဲ့လူတစုကကလေးနှစ်ယောက်ကိုလိုက်ဖမ်းနေတာတွေ့လိုက်ရတယ်ချက်ချင်းစိတ်ထဲပေါ်လာတဲ့အတိုင်းသူ့နို့လက်ပရည်ကိုပစ်ပေါက်လိုက်ကလိုက်ဖမ်းနေတဲ့လူကြီး CEO ရဲ့ငှက်နာကိုမှန်သွားတယ်ဘော်ဒီဂတ်တွေကလည်းကြောင်သွားကြတယ်ကလေးနှစ်ယောက်ကလည်းမင်းမဲလို့ခေါ်ပြီးသူ့စီပြေးလာကြတာကိုသူလည်းရှော့ထွေးသွားပြီးကလေးတွေမားနေမှန်ထိလိုက်ရတယ်ကလေးတွေက CEO ကိုဖေဖေလို့ခေါ်တာကိုသူလည်းချက်ချင်းတောင်းမှလိုက်တယ် CEO ကကွာရှင်းသွားပြီးကလေးတွေကိုတယောက်တည်းပြူစုနေရကိုတီးတော့ကျမတို့လက်ထပ်ကြမလားဆိုပြီးရဲရဲဝံ့ဝံ့ပြောလိုက်တယ်အဲ့ဒီအချိန်မှာသူ့တထေးလည်းရောက်လာတယ် CEO ကလည်းဒီမိန်းကလေးကပိတ်ဆန်လိုက်ရှာနေတာပဲဆိုပြီးသူကဆင်းရဲတယ်အိုဟောင်းနေလဲတိုက်ခမ်းမှနေတယ်လို့ဟန်ဆောင်ပြီးပြောလိုက်တယ်အန်တိုးစီယာကောင်တာကတော့သူမျက်လုံးတွေတောက်ပါလာတာပဲသူလက်စာကကျမထက်ပိုများတယ်ပြီးတော့သူ့တိုက်ခန်းကလည်းနေရာကောင်းပါပဲလို့ပြောလိုက်တာကိုလိန်တာပေါ်သွားပြီဆိုတာတီးတော့ CEO ကလည်းစကားကိုချက်ချင်းပြောင်းလိုက်တယ်ဒါပေမဲ့သူကဂရုမစိုက်ခဲ့ဘူးအဲ့ဒီညမှာတော့ CEO ရဲ့သားလေးကသူ့အဖေအဲ့ဒီမိန်းမကိုမယူမချင်းနွားနို့မတောက်ဘူးဆိုပြီးငင်းဆန်ခဲ့တယ်သူကတော့ဂရုမစိုက်ခဲ့ဘူးဒါပေမဲ့သူ့သမီးလေးငိုးတော်မှပဲအယောပေးလိုက်ရတယ်နောက်တနေ့မနက်မှာတော့သူတို့နှစ်ယောက်လက်ထပ်သွားကြပြီသူ့အချစ်ဆုံးတငယ်ချင်းတီးသွားတော့အန်တော်သွားတာပေါ့အဲ့ဒီမိန်းကလေးကပြောတာ CEO ကချော်တယ်ကလေးတွေကလည်းချစ်စရာကောင်းတဲ့အမွှာလေးတွေတဲ့တငယ်ချင်းကသူ့အတေကကိုဝင်ရှိခဲ့ဘူးလားကိုလျှို့ဝှက်ထားဖို့တတိပေးခဲ့ပြီမဲ့သူကဂရုမစိုက်ခဲ့ဘူးသူကလည်းကလေးနှစ်ယောက်နဲ့ကွာရှင်းထားတာပဲငါ့ကိုအပလစ်တင်မှာမဟုတ်ဘူးလို့ပေါ့နောက်ပိုင်းမှာတော့သူကလေးတွေအတွက်လက်ဆောင်တွေဝယ်ပေးခဲ့တယ် CEO ကတော့သူ့ကိုအထင်ကြီးအောင်လုပ်တာတော့ထင်ခဲ့ပေမဲ့သူတကယ်ပဲဂရုစိုက်တာကိုသိလိုက်ရတယ်ကလေးတွေလည်းသူ့လက်ဖြူမှုပုံကိုသဘောကျပြီးသူ့ကိုလက်ဆောင်ပြန်ဝယ်ပေးခြင်းခဲ့တယ်ဆိုင်မှာတော့ဆင်ရတယ်လို့ထင်တဲ့အယောင်ဝန်ထမ်းတစ်ယောက်စီကနေအဆက်ခွဲခံခဲ့ရတယ်ဒါပေမဲ့ CEO ကသူ့စီကွာရဲ့ကပ်ပြလိုက်တော့လက်ဝိတ်ကျက်တနာတွေကိုအလကားပေးလိုက်ကြတယ်ဈေးဝယ်ပြီးနောက်မှာကလေးတွေကိုဆွဲကြိုးလေးတွေဆွဲပေးရင်တတိထားမိတာကကလေးနှစ်ယောက်စလုံးရဲ့လက်ပင်မှာမှိတ်ရရှိနေတာတဲ့သူ့အမြွာလေးတွေရဲ့လက်ပင်မှာရှိမဲ့နေရာနဲ့တက်ထတဲ့ကိုသူ့ရင်တွေဒရိတ်တွေခွန်းလာတယ်ဒါတွေများသူ့ကလေးတွေများလားအရာရာကဆက်ဆက်လာတယ်သူနာပြုဆရာမကမွေးရပါယောဂနဲ့ဆုံးသွားတယ်လို့ပြောခဲ့တာတကယ်ရောမှန်ရဲ့လားသူ့လက်ပင်ကမှိတ်နဲ့ထပ်တူကြည့်နေတဲ့မှိတ်တွေကိုကြည့်လိုက်တယ်တုံလောက်စွာနဲ့ CEO ကိုကြည့်လိုက်တယ်ပြီးတော့ဖြူစင်စွာပြုံးပြနေတဲ့ကလေးတွေကိုကြည့်လိုက်တယ်ဒါတွေများသူ့ပျောက်ဆုံးနေတဲ့အမြွာလေးတွေများလားတကယ်လို့တာဟုတ်ခဲ့ရင် CEO ကတော့ဒီအမှန်တရားကိုဘယ်လိုတုံ့ပြမလဲဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင်တော့တခြားဇာတ်လမ်းကောင်းတွေအတွက် like နဲ့ subscribe လုပ်ဖို့မမေ့ပါနဲ့ဦးနော်နောက်ပါ